ဧပြီလရဲ့မွေးနေ့ရှင်လေးတို့ရေ Happy Birthday ပါနော်ဧပြီလဟာမြန်မာလူမျိုးတွေရဲ့နှစ်အစားနှစ်ဦးကာလဖြစ်တဲ့တကူးလဖြစ်ပြီးတော့ဗတောက်ပန်းတွေဝေဝေဆဆာပွေတဲ့ရာသီချိန်လေးဖြစ်ပါတယ်ဧပြီလမှာမွေးဖွားကြတဲ့မွေးနေ့ရှင်တွေအားလုံးဗတောက်ပန်းတွေဝေသလိုကိုယ့်ရဲ့အနာဂတ်ကိုလှမ်းကြည့်လိုက်တိုင်းရွှေရောင်တလက်လက်တောက်ပနိုင်ပါစေလို့အရင်ဦးဆုံးဆုမကောင်းတောင်းလေးပေးလိုက်ရပါတယ်ဧပြီလရဲ့မွေးနေ့ရှင်လေးတို့ရေဒီနှစ်မှာရောတပားသူတွေရဲ့ကိုယ်ပေါ်ထားတဲ့စိတ်ခံစားချက်တွေကိုသိရှိနေပေမဲ့လည်းအပေါင်းအသင်းတွေကိုအလေးထားလွန်းတဲ့ဧပြီလဖွားလေးတွေကတော့လိမ်လည်မြပြမှုတွေကိုလည်းမသိချင်အောင်ဆောင်ပြီးတော့ကိုညီဖေးမနေတော့မဲမလားပျော်ပျော်နေတတ်ပြီးအကောင်းမြင်စိတ်များတဲ့ဧပြီလဖွားလေးတွေရေအရင်နှစ်တွေလိုပဲအပြောနဲ့မဟုတ်ပဲနဲ့ကိစ္စတိုင်းကိုအလုံနဲ့တက်တည်ပြတာလေးတွေကိုတော့နောက်နှစ်တွေအထိတည်ဆောင်သွားကြပါနော်ခရီးတွေသွားချင်တဲ့အတွေးတွေစာအုပ်တွေဖတ်ရှုမှတ်သားတတ်တဲ့အကျင့်လေးတွေမှန်နဲ့ထင်ရင်ခေါင်းမာတတ်တဲ့အကျင့်လေးတွေကတော့ဧပြီလဖွားလေးတွေရဲ့သင်္ကေတလေးတွေပေါ့ပထောက်ပန်းတွေပွင့်ရင်ပထမဦးဆုံးလိုချင်တဲ့ဧပြီလဖွားလေးတွေကဒီနှစ်မှာရောပထောက်တွေပွင့်တဲ့အရက်မှာရှိနေရဲ့လားဧပြီလရဲ့မွေးနေ့ရှင်လေးတို့ရေတောင်တန်းတွေကိုနှစ်သက်သဘောကျတဲ့ဧပြီလဖွားလေးတွေကတောင်တန်းတွေလိုပဲဟုံးအမြင့်ထိတက်လှမ်းနိုင်ပါစေစိတ်ကူးညံရစ်တန်ပြီးတော့တီထွင်ဖန်တီးနိုင်စွမ်းရှိကအမှုပညာမှာဝါသနာထုံတဲ့ဧပြီလဖွားလေးတွေအနာဂတ်မှာဥဆောင်ဥရွက်ပြုနိုင်တဲ့ခေါင်းဆောင်ကောင်းလေးတွေဖြစ်ပြီးတော့ကကြီးသုံးပါးဘေးကနေလည်းအမြန်ဆုံးကင်းလွတ်နိုင်ပါစေ